ကျေးဇူးအများကြီးတင်ပါတယ်တိုင်းနောက်ဆုံးတစ်ပုဒ်လေးနဲ့နှုတ်ဆက်တော့မယ်နော်ရွှေကမျိုးကလူတွေဒီမှာရှိလူတွေအားလုံးကိုကိုင်မညာဘဲနဲ့အမှန်တိုင်းဖွင့်ပြောချင်ပါတယ်အားလုံးကိုမြင်မြင်ချင်းချစ်ပါတယ်လို့ဒီခါလိုက်လို့ဆိုတော့တကယ်စိတ်ကောက်ပြီနော်When you